ရေခဲနဲ့ပင်လယ်ကြားကအေးမြတဲ့မြို့လေးဖြစ်တဲ့ဟော့ကိုင်ဒိုတွေကအာဘာရှိရီဆိုတဲ့မြို့လေးကိုတွားဖြစ်ခဲ့ပါတယ်။ဟော့ကိုင်ဒိုရဲ့အေးမြတဲ့ဒေသမှာနေထိုင်တဲ့လူမျိုးစုတွေဖြစ်တဲ့အိုင်နုယဉ်ကျေးမှုအကြောင်းကိုလေ့လာနိုင်တဲ့ပြတိုက်လေးပါ။အိုင်နုလူမျိုးတွေရဲ့ရိုးရာအဝတ်အစားတွေအသုံးဆောင်ပစ္စည်းတွေနေထိုင်မှုပုံစံတွေကိုလေ့လာရတာလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။နောက်ထပ်နာမည်ကြီးတဲ့နေရာဖြစ်တဲ့အိုဟိုဆုခုရူဟိုခံလို့ခေါ်တဲ့ရေခဲပြတိုက်လေးပါ။အိုဟိုစပင်လေကယူလာတဲ့ရေခဲအစစ်တွေကိုပြသထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဘာဝကိုလက်တွေ့ခန်းစားလို့ရတဲ့နေရာလေးပါ။အေးမြတဲ့ရေခဲနဲ့တဘာဝအလှတရားကိုခန်းစားနိုင်တဲ့နေရာလေးဖြစ်လို့အာဘာရှိရီရောက်တယ်ဆိုရင်တွားကြည့်တဲ့နေရာလေးပါ။ရေခဲပြတိုက်ရဲ့အပေါ်ဆုံးထပ်မှာမြို့ရဲ့တဘာဝအလှတရားတွေကိုလည်းကြည့်ရှုနိုင်ပါသေးတယ်။လက်ဆောင်ပစ္စည်းဝယ်တဲ့နေရာလေးမှာလည်းအိုဟိုစပင်လေကပင်လယ်ရေနဲ့ပင်လယ်ရေညှိပေါင်းပြီးထုတ်ထားတဲ့အပြာရောင်အိုဟိုကူဆိုဘလူးဒရက်လို့ခေါ်တဲ့ဘီယာကလည်းတော်တော်လေးကိုနာမည်ကြီးပါတယ်။ဆောင်းဦးဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အာဘာရှိရီမြို့မှာရှိတဲ့မူမီကြီးပင်လေးတွေကလည်းတော်တော်လေးကိုလှပါတယ်။အာဘာရှိရီရဲ့လိပ်ဗျူးပွိုင်ကိုကြည့်ဖို့သွားပေမဲ့ကန်ဆိုးစွာနဲ့မိုးရွာချတဲ့အတွက်ကြောင့်မလို့မကြည့်လိုက်ရပါဘူး။ပြန်တဲ့လမ်းတစ်လျှောက်မှာလည်းမိုးတွေရွာပြီးတော့ရာသီဥတုကလည်းပူပူပြီးတော့အေးလာပါတယ်။အာဘာရှိရီမြို့လေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါတော့မယ်။ဆုံးဖြတ်ကြည့်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်။ဘိုင်ဘိုင်။